Sabi mian nudu preta miatiao mista pedwa ba meshin. Sianwen ja daigu thao ko ya 52နှစ်တွင်အဘဦးမြအမိဒေါမမကြီးမှတန်စီမြို့၌မွေးဖွားတန့်စင်ခဲ့ပြီးမွေးချင်း9ဦးအနက်တာကြီးဆုံးဖြစ်ပါတယ်ရှင်။1983ခုနှစ်တွင်အထကနှင့်အင်းစိန်မှခြေခံပညာသက်တမ်းကြောင်းအောင်မြင်ပြီးစက်မှုတက္ကသိုလ်တွင်ပြင်စမနှင့်အထိလက်စစ်အင်ဂျင်နီယာဘာသာရပ်ကိုသင်ကြားခဲ့ပါတယ်ရှင်။ထို့ပြင်ဆီယန်တွင်ဂျာတိုင်းဒီတက္ကသိုလ်စာပေစာယူတင်ထဲမှယူပဗေဒဘာသာရပ်ဖြင့်သိပ္ပံမွေရရှိခဲ့ပြီးရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင်မဟာသိပ္ပံယူပဗေဒဘွဲ့ကိုရရှိခဲ့ပါတယ်ရှင်1969ခုနှစ်မှစ၍အဟိတင်ဘဝတိုင်းရင်မေစသောစာဆောင်များတွင်ကြပြနှင့်ဝတ္ထုတိုများရေးသားခဲ့ပါတယ်ရှင်1983ခုနှစ်တွင်ပကွက်ကြာနေလပြေဝံကြပြလုံးချင်းထုတ်ဝေ၍အချစ်ဆုံးသူရဲ့ထုတ်ပတ်သည့်အမည်ရှိဝတ္ထုဖြင့်လုံးချင်းလောကသို့ဝင်ရောက်ခဲ့ပါတယ်ရှင်ယနေ့အထိလုံးချင်းဝတ္ထုရှိပေါင်းအုပ်ရည်90ကျော်ကိုရေးသားပြည့်စုံခဲ့ပြီးဖြစ်ရာရေးသားပြည့်စုံခဲ့သောဝတ္ထုများအနက်မှာအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေဝတ္ထုကိုချစ်နှင်းစီလှလှလေးအမည်ဖြင့်၎င်းနွေဦးရောက်ပြီးတငယ်ချင်းဝတ္ထုကိုနွေဦးရောက်ပြီးကိုအမည်ဖြင့်၎င်းအလေကလူစကားဝဲဤဝတ္ထုကိုလွမ်းနေမှမအမည်ဖြင့်၎င်းတပင်းနဲ့ရင်တွေကနွယ်ဝတ္ထုကိုမေတီရာလိုမဲကလေးအမည်ဖြင့်၎င်းချစ်သူကိုချိုးခဲ့တာပြပြပန်းစင်စရာဝတ္ထုကိုမောင်မြခွာညိုအမည်ဖြင့်၎င်းနွေဤအလုံးဝတ္ထုကိုနွေဤအလုံးအမည်ဖြင့်၎င်းရေရုပ်ရှင်ရိုက်ကူးပြီးဖြစ်ပါတယ်ရှင်ထို့ပြင်အချုပ်ရေးသားပြီးတော့ဝတ္ထုများထဲမှာဗီဒီယိုအဖြစ်လဲပြောင်းလဲရိုက်ကူးခဲ့ပါတယ်ရှင်စက်တပင်တွင်လဲရှင်မန်းတပင်မှတခါတော့ကတက္ကသိုလ်မှာမောင်နှန်းဝင်းဤနမ်းမဟာတပင်မှတပင်နဲ့ရင်တွေကနွယ်နှင့်တောင်းရင်ပြန်ပုံနှံပေးမှာစာရေးလိုထားခြင်းတဲ့ဝတ္ထုများကိုပြက်ဆက်အဖြစ်စင်ကျင်ကပြခဲ့ပါတယ်ရှင်ယခုအခါဆရာသည်မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟိုအမှုဆောင်ကော်မတီဝင်အဖြစ်ဆောင်ရွက်လျက်ရှိပါတယ်ရှင်အခုလို့ဆရာနှင်းသားသားကြီးကိုရဲ့ထုတ်ပတ်တီကိုစာပေမျက်နှာသူပြိတ္တများတည်အောင်ပြောကြားခွင့်ရတဲ့အတွက်တမီးအနေနဲ့အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်ဆရာနှင်းသားသားရှင်စာရေးသူမှစာဖတ်သူတို့2013အမည်ဖြင့်ကြိုက်မျိုးမျိုးမှစာပေမျက်နှာသူများအားဟောပြောပေးပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်ကြောက်လာကြတဲ့ကြိုက်မျိုးမျိုးနဲ့မှစာပေချစ်သူများစာပေဝါဒနာရှင်များကျောင်းသူကျောင်းသားများသက်ဆိုင်ရာမျိုးပြီးမျိုးဖများနဲ့အနာဂတ်ကောင်းကင်အထရလူငယ်စတဲ့ပရဟိတလုပ်ငန်းနဲ့မိမိတို့နိုင်တဲ့လောက်စွမ်းတဲ့လောက်တက်တဲ့လောက်မှတ်တဲ့လောက်နဲ့ပရဟိတအများအကျိုးဆောင်ရွက်နေကြတဲ့လူငယ်များလူကြီးများအဲ့ဒီလူကြီးငယ်လူကြီးများကိုပံ့ပိုးကူညီကြီးကြပ်လမ်းညွှန်ပေးနေတဲ့ဆရာတော်သမတော်များအားလုံးကိုမင်္ဂလာပါပဏာမအနေနဲ့ကျွန်တော်ခါတော့ချွေပါတယ်အမတန်မှစိတ်ဝင်စားစရာကောင်းတဲ့ကြိုက်မျိုးမျိုးလေးပါစိတ်ထဲမှာပထမဆုံးအချိန်စာပေဟောပြောပွဲဆိုတော့ရုပ်ကလေးတွေကတော့ဘာလို့ဒီလောက်တူအောင်ဆွဲထားကြလဲမသိဘူးကျွန်တော်ကြီးနဲ့ရှက်လာတာဘာလို့လဲဆိုတော့တော်တော်တူလို့အားကြီးတော့မှငါ့ကောင်ကအဲ့လောက်ရုပ်ဆိုးမှကူးမှသိတယ်ကျွန်တော်ကြည်ကွဲတာပဲအဲ့တော့စာဥကျနိုင်ကတော့တက်လဲကြည့်ပါပြီတက်ကြည့်ပြီလို့ပြောတဲ့ဒိဗေကတိတ်ကြကြနေရတော့မှမဟုတ်ဘူးလို့ပြောတဲ့သဘော
အဲ့တော့ရှေ့ကနေပြီးတော့တင်ထားရတယ်ဆရာရှေ့ကနေပြောပါဘာဖြစ်လို့လဲဆိုတော့ဆရာတို့အသက်အရွယ်ကနောက်အကြာကြီးပြောရတော့မှမဟုတ်ဘူးအဲ့တော့တခါတည်းဝါအောင်ပြောနေပါဆရာဆိုပြီးရှေ့တင်ထားအဲ့တော့ကျွန်တော်ကအဲ့ဒီမှာထိုင်ကြည့်နေတဲ့ဟိုကအဲ့ဒီအယုတ်မှာရှုပ်ရှက်ခတ်နေတာကိုကျွန်တော်သိတဲ့ဘောမကြောက်ဘာကိစ္စဖြစ်ဖြစ်ကျွန်တော်ရှင်းရှင်းလင်းလင်းပဲကြည့်နေတာဘုံမုံရွှေရီတို့ဘာလို့ဆိုလဲရှုပ်ရှက်ခတ်နေကျွန်တော်မကြိုက်ဘူးရှင်းလေကြိုက်လေပဲအခုမဂ္ဂဇင်းတွေကလည်းတာဝန်ယူတယ်တဖြည်းဖြည်းရှင်းလာတာအရေးကြီးတဲ့နေရာလေးတွေကိုလက်တအုပ်လောက်ရဖို့မနေ့စွန့်စားပြီးတော့ဖုံးအုပ်နေရတဲ့သဘောဖြစ်တယ်ကောင်းပါတယ်တချို့မဂ္ဂဇင်းတွေမှာအဲ့လိုမပေါ့တော့ဘောမလုံးတလုံးဝစ်လစ်စလစ်ဘာခေါ်မှမသိဘူးအဲ့ဒါတွေရေးတာကိုမကြိုက်ကြဘူးကျွန်တော်ကြိုက်တယ်ဘာလို့ကြိုက်လဲဆိုတော့ကိုကဒီကိစ္စတွေကိုတကူးတကရှာလိုက်ရှာကြည့်ဖို့လွယ်တဲ့အလုံးမဟုတ်သူတို့စေရနာတဲ့သူတို့နော်အာဇာနည်ပုဂ္ဂိုလ်မလေးတွေနော်ကိုယ့်ရှက်ကိုမငဲ့ကွက်ပဲနဲ့ပရဟိတစိတ်အပြည့်နဲ့ပြထားတာကျွန်တော်တို့ကမကြည့်လိုက်ရင်တော့မှဒီမင်းကလေးတွေစိတ်ထဲမှာကောင်းမှာမဟုတ်ဘူးအားပေးရမယ့်သဘောရှိတယ်နော်အဲ့တော့အခုဒီညပေါ့နော်ပြောစင်တာတွေကလည်းအများကြီးပဲဗျအချိန်ကလည်းလောက်ပါမလားနောက်တစ်ခုကအချိန်ကကျွန်တော်သိရှူလိုက်လို့ရှိရင်လေအမတန်မှပထမဆုံးအချိန်ဆိုပေမဲ့တိတ်ကိုလှပနေတဲ့ကြိုင်မျိုးမျိုးရဲ့စာပေပွဲသဘင်ရှုခင်းလေးရအပြည့်စည်းမခံနိုင်ဆိုလိုတာကျွန်တော်သိပြီးတော့အချိန်လေးယူပြီးတော့ပြောလိုက်လို့ပရိသတ်ကညင်းငွေလာမယ်ပြီးတော့အိမ်မှာဘာလို့ရှိသေးရဲ့ညာလို့ရှိသေးရဲ့ဆိုပြီးတော့ထပြန်မယ်ဆိုရင်ဒီအခုစုစီညီညွတ်ညွတ်ရှိနေတဲ့တကယ် unity ပေါ့နော်အင်ပတန်မှာထိုင်ကုန်အလွတ်မရှိတော့အောင်အားပေးနေတဲ့ပရိသတ်ဟာတော်ကြတော့ထိုင်ကုန်လွတ်တွေဖြစ်သွားရင်ပွဲလေးရဲ့ဂုဏ်သိက္ခာကိုကျဆင်းသွားနိုင်ပါတယ်ဒါကြောင့်မလို့အဲ့ဒါကိုလည်းထိမ့်သိမ်းတဲ့အနေနဲ့ကျွန်တော်ခေါင်းထဲမှာအခုစီစဉ်ရွေးချယ်နေရဘယ်လောက်ပဲပြောမလဲဘယ်လိုပြောမလဲဆိုတော့ဒါပေမဲ့ဘယ်လို့မှမပြောဘဲနေနိုင်တာတကူကတော့ရှေ့ကဒီဘုရားကြီးကျောင်း၌ဆရာတော်ကြီးပရဏနာယကဆရာတော်ကြီးမိန့်ခွန်းပြောပြီးတဲ့အခါမှာဩစတြေးလျနိုင်ငံကနေပြီးတော့ရောက်ရှိနေတဲ့ဆရာတော်ဦးနန္ဒီယာမိန့်ခွန်းပြောတဲ့အခါမှာအမှားစကားပြောတဲ့အခါမှာကျွန်တော်တော်တော်ကြည်ကွဲသွားပါဘာဖြစ်လို့လဲဆိုတော့ဆရာတော်ကကျွန်တော်စဖတ်ပြီးသားတဲ့ကျွန်တော်ဝတ္ထုတွေသိဖတ်တယ်ကျွန်တော်ကရေးတာချစ်ဝတ္ထုကျွန်တော်အချစ်ဝတ္ထုတွေကိုဆရာတော်ကအတော်အရွယ်ကောင်းငယ်ငယ်ကဖတ်ခဲ့ရဲ့သားနဲ့ဘုန်းကြီးဘဝမှာစက်တီမြဲနေတယ်ဆိုတာကျွန်တော်အတော်သိက္ခာကြပါတယ်မရဘူးကျွန်တော်ကလည်းအရင်တော်တော်များများကျွန်တော်ပြည်သက်ထဲမှာဘုန်းကြီးတွေရှိပါတယ်အထူးသဖြင့်မန္တလေးကရဟန်းပြူတွေဆိုတော်တော်များများကျွန်တော်စီမှာစာရီရေးကြအဲ့ဒီရဟန်းတော်တွေထဲမှာလည်းကျွန်တော်ကြည်တာအခုဆရာတော်လို့တကယ်ကိုနိုင်ငံသားတို့ဘာလို့သွားပြီးသာသနာပြုပါညာလုပ်တဲ့အဆင့်အထိရောက်လာခဲ့တဲ့ရဟန်းတော်လေးတွေရှားပါဦးစင်းလေးတွေကငငယ်ရွယ်ရွယ်နဲ့ပဲနွန်ညာတိုင်းစာဖတ်ပြီးတော့လူထွက်ပြီးတော့မိမယူကုန်ကြတာများတယ်အဲ့ဒီထဲမှာမှဆရာတော်ကြီးကဆရာတော်ဦးနန္ဒီကတောင့်ခံပြီးတော့ဒီလောက်ထိဖြစ်သွားတယ်စာရေးစာချစ်ဝတ္ထုစာငိုချင်လိုက်တာခုနထိုင်ပြီးတော့နားထောင်နေဘာလို့ဆိုတော့ကျွန်တော်ကအဲ့ဒီအချစ်နဲ့ပတ်သက်လာရင်ကျွန်တော်မှာအကျိုးပေးတန်ပါတယ်ဘလောက်အကျိုးပေးတန်လဲဆိုရင်ကျွန်တော်ကိုယ်တိုင်အချစ်ဆိုတာကိုဘာမှမသိခင်တည်းကကျွန်တော်ကအချစ်နဲ့ပတ်သက်တဲ့စာလေးတွေရေးပြီးတော့စီဝါရေးအောင်မြင်ခဲ့တာအဲ့ဒီအချိန်ကကျွန်တော်ဘလောက်ရှိမလဲ14နှစ်ပေါ့ကျွန်တော်ကိုယ်တိုင်တော့ရည်စားထားဖို့အသက်မပြည့်သေးတဲ့အချိန်အဲ့ဒီအချိန်မှာကျွန်တော်ကဘာစာရီဖတ်မိတယ်လဲဆိုတော့စတက်ကတူဖုန်းနိုင်ရဲ့ချစ်စာလေးတွေဖတ်ဖြစ်တယ်ခိမန်ခါတွင်မြင်မဲ့စောင်းရည်တွေကကျွင်းထင်ဆဲပါမမှတ်ွယ်ကျွန်တော်အသေးမီရဘဝရာဒီကိုနှွေခန္ဓာဥရဲ့လူပဲတင်စားခြင်းပါတယ်ကျွန်တော်တမိုင်းကိုမကြက်နိုင်လို့ဆောင်းပွဲခဏခဏကြာ
ဆရာတက်ကတူဖုံးနိုင်စားတယ်ခုတည်းထိကျွန်တော်အလွတ်ရတကယ်ကိုအကုန်မှတ်မိနေတာအဲဒီမှာတငယ်ချင်းလိုပဲဆက်ရီခေါ်မိခိုင်းကဘာကုံကျဲသွေးဝဲစိတ်နေဦးမိကျွန်တော်မိဒါတွေပါအဲ့တော့အဲ့စလုံးလေးတာကျွန်တော်ခေါင်းထဲမှာဆွဲနေတယ်နောက်ဆရာမောင်ပန်းမိုးရဲ့ကြပြာလေးတွေဒီမှာတခင်ကျင်လို့ကြည်တယ်ကြည်လို့ကြိုက်တယ်ကိုထိုက်ကိုခံခံရပါစေညာမနေဘူးချစ်မိပြီဒါဆိုကျွန်တော်ကြက်ထားပြီးလို့ရှိရင်ကျွန်တော်ကအတ္တဟိတသမားမဟုတ်ပါဘူးဒီကကလေးတွေနဲ့ပေါင်းပြီးကျွန်တော်လည်းပရဟိတသမားဖြစ်နေအဲ့ဒီအချိန်တွေကအဲ့ဒီလိုကြပြာလေးတွေကိုကျွန်တော်ကြက်ပြီးရင်ကျွန်တော်အတွက်ကျွန်တော်သုံးလို့မရသေးဘူးဘာလို့ဆိုတော့ကျွန်တော်ရည်စားထားဖို့အသက်မပြည့်သေးဘူးအဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုရင်အသက်ပြည့်ပြီးသားလူတွေရည်စားထားဖို့အတွက်အကျိုးဆောင်အနေနဲ့ကျွန်တော်ဆောင်ရွက်ပေးအဲ့တော့ကျွန်တော်စာရေးတတ်မှန်းသိတော့အဲ့ဒီကျွန်တော်6တန်း9တန်းလောက်မှာ9တန်း10တန်းအကူကြီးတွေကလည်းကျွန်တော်ကိုချင်းကတ်တယ်လူဆုံးမကွာတယ်မင်းစာရေးကောင်းတယ်လို့ကြားတယ်စာလေးတစ်စောင်လောက်ရေးပေးစမ်းကျွန်တော်မှတ်မိတယ်ကျွန်တော်ရဲ့ပထမဆုံးဖောက်တယ်ဈေးဥပေါက်တဲ့လူကဥမယန်ဒီတဲ့အင်းစိန်ဈေးမှာသူကပရစီရောက်နေဥမယန်ဒီဟုတ်ပါတယ်ပြည်သူများထင်ထားတယ်လို့ပဲကလားစင်စစ်အေကံဖြစ်ပါမဲတူနေတဲ့အသားနဲ့ကိုယ်ကလည်းစားသေးတယ်သွားတွေကလည်းหนีရဲနေအဲ့ဒီလိုလူမျိုးမိမတယောက်ကကြိုက်လိမ့်မယ်လို့ကျွန်တော်ဘယ်တော့မှမတွေးထင်မိဘူးသို့တော့ तू ကလည်းကြိုက်မဲ့ကြိုက်တော့လေအင်းစိန်မျိုးကကျွန်တော်အင်းစိန်ရအောင်အင်းစိန်မျိုးကထိတ်ဆိုတဲ့ကောင်မလေးတယောက်ကိုသွားကြိုက်ပြီးတော့ကျွန်တော်စီလာပြီးအခုညီတောင်းတယ်ညီလေးရတဲ့ကျွန်တော်လည်းအင်းစိန်ဈေးမှာကျွန်တော်မိဘတွေကဈေးအောင်တော့သူနဲ့အင်းနီနာဆိုင်းနာချင်းဖြစ်သူကလာပြီးတော့မင်းစာတော်တွေလို့ကြားတယ်တဲ့စုတွေလည်းခဏခဏရတယ်လို့ပြောတယ်ငါရည်သားစာရေးပေးစမ်းပါအမှန်တော့ကျွန်တော်စုရတာသူနဲ့မဆိုင်ဘူးသို့သောကျွန်တော်လည်းလက်တက်ဆန်းကျင်တယ်ဥမယန်သီးလိုလူမျိုးရည်စားရအောင်ကျွန်တော်လုပ်ပေးနိုင်ရင်အချစ်ကိစ္စမှာတစ်ဖက်ကန်းခတ်ပြီလို့ကျွန်တော်သဘောပေါက်ဒါပေမဲ့ဥမယန်သီးကြိုက်တဲ့ကောင်မလေးကပတ်စံချမ်းသာတယ်ကိုလုံးကိုပေါက်ကလေးကလည်းတွေ့တွေ့လေးနဲ့တကယ် model ပုံစံမျိုးပဲသို့တော့အသားတော့နည်းနည်းလေးမဲတယ်သူမဲပဲမဲဥမယန်သီးလောက်တော့မမဲဘူးအဲ့ဒီမမဲတမဲလေးကိုမဲမဲကြီးကချစ်တာကိုကျွန်တော်ဘလို့အကူကြီးပေးနိုင်မလဲစဉ်းစားတဲ့အခါကျတော့အဲ့ဒီမှာကျွန်တော်စိတ်ကူးတစ်ခုသွားရဥမယန်သီးကောင်မလေးကမဲတာတော့တော်တော်မဲတယ်ဗျမဲတာမှဘယ်လိုပြောရမှန်းမသိအောင်မဲတော့ကျွန်တော်အဲ့ဒါကိုစာထဲမှာဖတ်ဘူးတဲ့စကားလုံးလေးတစ်လုံးနဲ့ကျွန်တော်တင်စားလိုက်ညိုပြညက်ကလေးအဲ့တော့ကိုမြကြီးရဲ့ညိုပြညက်ကလေးကလည်းနာမည်ကြီးနမ်းမောဝတဲ့အာယုံစမ်းလာသူငွေယုံညိုပြညက်ကလေးမောင်သဲမှာဘာဖြစ်ပုံဘာညာပေါ့ဗျာအဲ့ဒီမှာညိုပြညက်ဆိုတော့ကျွန်တော်ဒီပဲနဲ့ကျွန်တော်ရေးတာညိုတယ်ဆိုတာကိုအသားမဲတာကိုအားနာလို့ကျွန်တော်ညိုတယ်လို့ရေးလိုက်ပြားတယ်ဆိုတော့မဲတာတော့မှဘလောက်လဲမဲလဲဆိုမဲပြားနေအောင်ရှိရဲ့ညိုပြားဆိုပြီးတော့မဲပြားတာမှပျောက်နေအောင်အဲ့ဒါကိုကျွန်တော်ပျောက်နေတယ်ဆိုတာမပြောချင်တော့အသားလေးကညက်နေတယ်ဆိုပြီးတော့ညိုပြားညက်ဆိုရေးလိုက်တယ်အဲ့ဒီမှာကျွန်တော်စာဆောင်ရေးပေးလိုက်ဥမယန်ဒီ3ရက်လောက်နေတော့ပြုံမြုံနဲ့ကွန်းနေမြုံရောက်လာပြီလာတယ်မင်းစားချင်တာစားတယ်အင်းစိတ်လျာပြင်းဈေးတွေခေါ်သွားတယ်ကျွေးတာဗျာကျွန်တော်မစားနိုင်အောင်ကျွေးတယ်ပြီးတော့မှသူကပြောတယ်ငါအဲ့ကုမ္ပဏီနဲ့ရီးသားဖြစ်ပြီကွာအဲ့တော့ကျွန်တော်သတိထားလိုက်ပြီဗမာပြည်မှာနောက်ပေါင်းနှစ်ပေါင်း30ကျော်ကြာမှဈေးကွက်စီးပွားရေးစနစ်ကထွန်းကားပြီမယ်ကျွန်တော်အဲ့ဒီအချိန်တွေကဈေးကွက်ကိုမြင်တယ်ဥမယန်ဒီကိုဒီကောင်မလေးနဲ့ရအောင်ကျွန်တော်အောင်သွဲနိုင်ရင်ကျွန်တော်ရီးသားစာတိတ်တော့ပေါ့သေးသေးမဟုတ်ဘူးအလကားနေရင်တော့ရေးပေးဖို့မကောင်းဘူးလို့ပြောတဲ့အချိန်မှာအဲ့ဒီအယူဆကိုထောက်ခံပေးမယ်အချက်လက်တစ်ခုကပေါ်လာကျွန်တော်အမဝန်းခွဲတွေရင်းစိန်နဲ့မိုင်30လောက်ဝေးတယ်လဲကူးဆိုတဲ့မြို့မှာနေပါတယ်ကျွန်တော်ရင်းစိန်ကိုလာလေတော့ကျွန်တော်မကလည်းကျွန်တော်နဲ့တူပုံရပါရုပ်ကလေးကလည်းလှလှပပအကျင့်ကလေးကလည်းရွာထားတာဖြစ်လိမ့်မယ်ထင်တယ်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့အင်းစိန်လာလေပြီးတော့3ရက်လောက်ကြာလဲကြာရောကျွန်တော်အမအင်းစိန်မှာရီးစားရပါကျွန်တော်ရှက်လိုက်တာအမလည်းပြောတယ်အမရဲ့
ခမအင်းစိန်ကိုလာတာ3ရက်ရှိသေးတယ်အင်းစိန်အကောင်နဲ့ရီးစားဖြစ်တယ်အဲ့ဒီကောင်ဘာကောင်လဲဆိုတော့ခမသိလို့လားအဲ့ဒီကောင်ဘလောက်ရှုံမာတတ်တယ်တစ္ဆာမဲတတ်တယ်ကိုချင်းတရားပေါက်ပြန်တတ်တယ်ခမအဲ့ဒါတွေလိလာထားလို့ဖြေပေးလိုက်တာလားမျက်နှာငယ်လေးနဲ့ခေါင်းလေးငုပ်ပြီးမဟုတ်ဘူးငါမောင်ရဲ့အဲ့ဒါတွေငါစဉ်းအောင်စဉ်းစားချိန်မရလိုက်ဘူးတဲ့သူပေးတဲ့ရီးစားစာဖတ်ပြီးတော့ငါသူ့ကိုမကြိုက်ဘဲကိုမနေနိုင်တော့ဘူးဟောကျွန်တော်တဲကောနဲ့ရီးစားစာပဲငါအတူခိုးတဲ့နေပညာယူတဲ့နေဆိုပြီးတော့သူအမစီကတောင်းဖတ်လိုက်တော့ဘယ်ဟုတ်မလဲဦးမယန်းဒီအပြင်ကျွန်တော်သူများတွေရေးပေးထားတယ်ကျွန်တော်မူဘယ်လောက်ကောင်းလဲဆိုတော့ကျွန်တော်အမအင်းစိတ်မှာ3ရက်ပဲခံတယ်ရီးစားရသွားတယ်အဲ့ဒီခါကျတော့ကျွန်တော်စာရဲ့အစွန်းကိုကျွန်တော်တိသွားတယ်နောက်ကိုကျွန်တော်ဘယ်တော့မှအလကားမရေးပြီးတော့တငယ်တယောက်ကလာပြောမယ်ဒါမှမဟုတ်အကိုကြီးတယောက်ကလာပြောမယ်ငါရီးစားစာရေးပေးပါဆိုရင်ကျွန်တော်ပြန်ပြောတယ်ဟုတ်ပြီကိုကြီးချီနေပြောခမချီနေပြောရပါပြီနော်ခဏလေးစောင့်ပေးပါကျွန်တော်ပြောတဲ့စကားကတိတ်အရေးကြီးတဲ့နေရာရောက်နေတော့မကြားလိုက်မှဆိုလို့ရပြီဖြစ်ပါလိမ့်မယ်လောက်တော့ဖြစ်မှာပေါ့နော်ဒီနေ့ကဆရာတော်ဦးနန္ဒရာရဲ့ဖုံးတကူကြောင့်လားမသိဘူးကျွန်တော်အချစ်ဓာတ်တွေပြက်ပြဲနေတယ်ဒီမှာနိုင်စင်ရတယ်တူနော်တော့ဒါဆိုရင်ဘယ်နှနာရီလဲဆိုတာအချက်ပေးပြီးမှရက်လိမ့်မယ်ထင်တယ်ခဏလေးတိုင်းကြီးခံပြီးစောင့်ပေးပါတကယ်လို့များစောင့်ရင်းနဲ့ရေငတ်တာတို့ဘာလို့ရှိလို့ရှိရင်လဲအနာဂတ်ကောင်းခင်အဖွဲ့ကနေပြီးတော့ရေတံဘူးများတိုက်ကျွေးနေပါတယ်အဲ့ဒါယူပြီးတောက်လို့ရပါတယ်ပြီးတော့ပါပြီအဲ့တော့အဲ့လိုပဲတယောက်ကနေပြီးတော့ကြီးစားစားရေးပေးပါလို့လာပြောရင်ကျွန်တော်ချက်ချင်းမရေးသေးဘူးသူ့အခြေအနေကိုမေးတယ်ခင်ဗျအခြေအနေပြောဘယ်ကောင်မလေးကိုကြိုက်နေတယ်လဲကောင်မလေးနဲ့ခင်ဗျနဲ့ရှိနေတဲ့အနေထားကိုပြောပါဆိုရင်သူကပြောတယ်ငါတဲ့ကောင်မလေးတယောက်ကိုသွားကြည့်တာ3ရက်လောက်ရှိပြီ3ရက်လောက်ရှိတော့အခြေအနေဘယ်လိုနေလဲဟာကောင်းနေကွာတဲ့ကောင်မလေးကငါ့ကိုမြင်ပြုံးစီဖြစ်သွားတယ်အဲ့မှာကျွန်တော်အာမခံလိုက်အဲ့ဒါဆိုမပူနဲ့နောက်3ရက်အတွင်းမှာခမည်းကောင်မလေးနှုံးချီဖြစ်သွားစေရမယ်တိတ်ပင်ပန်းစရာမလိုဒါမျိုးကသူအလိုလိုမစွတ်ခင်ကညွတ်ပြီးသားဖြစ်နေတော့ပြီးသားစာရေးဒါမျိုးမှကျွန်တော်တိတ်များဆာမယူဟိုခေတ်က2ချက်ပဲကျွန်တော်ယူတယ်ဈေးနှုံအဲ့ဒီတဲ့အခြေအနေနည်းနည်းလေးဆိုးလာပြီငါကွာကောင်မလေးတော့ကိုသွားကြည့်တာ9ရက်လောက်ရှိပြီကောင်မလေးကငါမြင်လို့ရှိရင်နှခိုင်းကြီးဆူပြီးတော့မျက်စောင်းကြီးထိုးပြီးတော့ထွီထွန်းဂွီကွန်လှုပ်သွားတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်နည်းနည်းတော်ယုံတန်ယုံလုံးလာအုပ်သွားနေမရတော့ရတယ်ကျွန်တော်ရေးပေးမယ်ငါချက်ကြဒါမှလည်းရေးကြတာပဲအဲ့လိုနည်းနဲ့ကျွန်တော်ဈေးကွက်စီးပွားရေးစနစ်ကိုစထွန်းအဲ့ဒီမှာအတွေ့အကြုံပေါ်မူတည်ပြီးတော့ကျွန်တော်တချို့ပြည်သားစာတွေကြတော့ကျွန်တော်ဈေးကြီးဆုံးနေယူရတယ်အဲ့ဒါဘာလဲဆိုတော့အပြူကြီးများကိုပေးတဲ့ရည်စားစာအဲ့ဒါကြောင့်2ချက်3ချက်5ချက်နဲ့မရဘူးရတဲလက်ပေါက်ကတ်တာပဲအပြူကြီးများတဲ့မလားဟာဒီလိုတိုက်ပုံနေပါတွေဝစ်သွားပြန်ပြီဆိုရင်လေသူတို့ဆန္ဒနဲ့မကိုက်ညီလှုပ်လာပြီးအဖိုးကြီးကိုပေါက်ဆအဲ့ဒါနဲ့စပုတ်ရှက်တို့ဘောင်းပြီးတော့နဲ့လှုပ်သွားပြန်တော့လေလှုပ်လာပြန်ပြီကလေးကလာလမ်းတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာလေထွီထွန်းဂွီကွန်နဲ့တောင်ကြောက်စရာကောင်းသေးတယ်အဲ့တော့ကျွန်တော်အပြူကြီးများကိုပြီးတဲ့ရည်သားစာဆိုအဲ့ဒီခစ်ကတော့မှအနည်းဆုံးအစိတ်ရမှရေးပါအဲ့ဒီမှာဒီတဲ့ဈေးကြီးတာရှိသေးတယ်အဲ့ဒီအပြူကြီးကကျောင်းဆရာမှလည်းဖြစ်နေမယ်ဆိုရင်အဲ့ဒါလက်လန်သွားပြီကျွန်တော်လည်းတော်တော်မလွယ်တော့ဘူး
အဲ့ဒါမျိုးကြတော့90လောက်ရမှရေးပါကျွန်တော်ဒါတော့မှကျွန်တော်စဉ်းစားသေးတယ်ရည်သားဖြစ်ပြီးလို့ရည်သားချင်းတွေ့လို့ရှိရင်အဲ့ဒီဆီယမအပြူကြီးရဲ့လက်ကိုကင်မှုအဲ့ဒီရည်သားကောင်ဘယ်လိုကြိုးစားမလဲကျွန်တော်ဆိုရင်တော့ယူသေးတာတွေကများနေတော့လက်ကလေးကင်မယ်ကြရင်တော့မှကြော့နော်အမကြော့ဆိုပြီးတော့အဲ့တော့အိမ်တော်ရသားကြတဲ့ကိစ္စတော့အဝေးကြီးဖြစ်သွားတယ်အဲ့လိုနည်းနဲ့ကျွန်တော်အချစ်နဲ့ပတ်သက်တဲ့ကုသိုလ်ကံကောင်းခဲ့ပါတယ်ဒီနောက်လဲဝါသနာပါရတွေဆက်ပြောရင်တော့အများကြီးပေါ့လေထားလိုက်ပါတော့အဲ့ဒါကြီးမပြောတော့ပေါ့ဘာဖြစ်လို့လဲဆိုတော့ခုနလိုအချိန်ကာလအတွင်းမှာကျွန်တော်အရေးကြီးတာလေးလည်းပြောချင်လို့အရေးကြီးတာပြောချင်တယ်ဆိုတော့တခြားမဟုတ်ပါဘူးအခုဒီမှာကျွန်တော်တွေ့တယ်လူငယ်တွေရဲ့အင်အားနဲ့လှုပ်ရှားမှုကျွန်တော်ဘလို့မှဂုံမပြုတ်မချီးကျူးပဲမနေနိုင်ပါဘူးအဒရန်လူငယ်အနာဂတ်ကောင်းကင်ဒါမိသားစုအဲ့ဒါက online ကနေလုပ်ပြီးတော့အတော်အောင်မြင်နေတယ်လို့ပြောပါတယ်ဒါလည်းစင်ကာပူမှာရောက်ပြီးတော့ကြိုင်မရောနေသားတွေစုပြီးတော့ပရိုက်တာလုပ်ငန်းလေးတွေဆောင်ရွက်တဲ့အဖွဲ့အစည်းလို့သိရပါတယ်အဲ့ဒီအဖွဲ့အစည်းဟာခုနကတော့ကျွန်တော်တို့ဒီ projector နဲ့လည်းတင်ပြသွားတာ presentation လေးတွေကောင်းတယ်ရှေ့ကအဒရန်လူငယ်ဆိုလို့ရှိရင်လည်းဒီ we are the children ဆိုရဲကုလသမဂ္ဂကလေးများအတွက်ရည်ရွယ်ပြီးတော့ကဘာပေါ်ကနာမည်ကျော်အဆိုတော်များဆိုခဲ့တဲ့မူလအင်္ဂလိပ်တခြင်းကိုသူတို့စာသားလေးတွေထည့်ပြီးတော့အဲ့ဒီပေါ်မှာအယုတ်ကလေးတွေပြသွားတူတူလေးနဲ့ထိရောက်ပါအမတန်မှတော်တဲ့ presentation မှာအဲ့ဒါကိုကျွန်တော်တို့မချီးကျူးလို့မရအောင်ကျွန်တော်စာရေးစာတွေမှာတော့မှအဲ့လောက်တက်တဲ့လူတော်တော်ရှားတယ်တချို့တွေဆိုရင်စင်ပေါ်မှာ present လုပ်နေတာ2နာရီ3နာရီလောက်စင်းချုပ်ကြည့်လိုက်ရင်ဘာပြောလဲဆိုတော့ဘာပြောမှမသိဘူးအဲ့ဒီလိုမျိုးတွေရှိတဲ့အချိန်မှာဒီကလေးတွေတော်လိုက်တာနောက်မနေ့ပြန်ကျွန်တော်တို့သွားဟောမဲ့ကြိုက်ကောကရောင်နီဦးစာကြီးတိုက်ကဆရာဦးအောင်နိုင်ဆိုးနဲ့တူတယ်ခုနတက်လာပြီးပြောတယ်သူကလည်းတကယ်သူ့ပြုံးမလေးအကြောင်းကိုအကြောင်းပြုပြီးတော့ပြုံးမလေးကတော့ private လုပ်ငန်းနဲ့တော့မပတ်သက်ဘူးထင်ပါတယ်ပတ်သက်ရင်လည်းအများသူငါသုံးနိုင်အောင်ဆိုပြီးတော့စာကြည့်တဲ့လူမျိုးမတ်မူရဆိုထည့်ထားရင်ဒုက္ခသူကလည်းပြောပြသွားတာဒီကောင်းတယ်အဲ့ဒီမှာကျွန်တော်စိတ်ထဲမှာနည်းနည်းလေးဘဝင်မကြဖြစ်တာလေးတခုရှိပါတယ်မဟာပိုင်ခွန်းလို့ပါဒီကလေးတွေရဲ့ဆရာကြီးစာကြည့်တဲ့ပြည်ပေါ်ရေးကော်မတီဦးစီးဦးဆောင်ဥက္ကဋ္ဌဆရာနာမည်ကိုကျွန်တော်ဦးတောင်းမြင့်ဆရာဦးတောင်းမြင့်ပြောသွားတဲ့စကားထဲမှာဒီစာကြည့်တဲ့မှာဂုံပြူအပ်တော်ပုဂ္ဂိုလ်များဆိုပြီးတော့ဦးကျော်အောင်ဆန်းရဲ့ဦးတန့်ရဲ့တခင်ကိုတော်မိုင်းရုပ်ကတ်တာဆရာထပ်ထည့်ပါဦးတဲ့အဲ့တော့ဆရာပြောသွားတဲ့အထဲမှာကျွန်တော်မှတ်မိသလောက်ဒေါ်ဆန်းစုကြည်ပါပါတယ်ဦးသိန်းစိန်ပါပါတယ်နောက်ပြီးတော့ကိုကျော်သူပါပါတယ်ကျွန်တော်စိတ်ထဲမှာဆရာဘာဖြစ်လို့တကယ်ကတ်ရမယ်လူတွေကိုမေ့ပြီးတော့အဝေးရလူတွေကိုသွားပြီးတော့တတိယနေလေကျွန်တော်အဲ့လိုအောင်းမိလိုက်ကျွန်တော်စိတ်ထဲမှာသာဆိုရင်ဒီအဖွဲနှစ်ဖွဲကကလေးတွေပုံအကြီးတွေထည့်ပြီးတော့ကျွန်တော်ချဲ့ထားမယ်ကြိုက်မရောမျိုးကစံပြုတ်လောက်တဲ့ပုံကိုတကယ်နိုင်ငံခြားသွားလှုပ်လို့တယ်ဆိုတော့ကိုကိစ္စကိုသွားလို့တာဗျာဟိုမှာစင်ကာပူမှာကိုစည်းဝါကိုရှားနေတဲ့လူတွေပဲရှိတယ်အဲ့ဒီကိုရရွာကိုပြန်လှုပ်ပေးတဲ့လူကတော်တော်ကိုနေတယ်အထူးသဖြင့်စင်ကာပူမှာရောက်သွားတဲ့လူငယ်တွေကတော်တော်များများဒီဗမာလူဘလူခေါ်မလဲမိတ္တဗလာတိတ်အားနေသွားတယ်တကူကောင်းစံတက်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ကိုစည်းဝါကိုရှာရင်းကနေပြီးတော့ကိုဘောကကိုယုံရတဲ့အခါကျတော့ကိုရှာတဲ့ပတ်စံလေးတွေကိုကိုတိတ်နှမျောတယ်သူများကိုကူညီလိုက်ဖို့ဆိုတာတိတ်အားနေတဲ့အရာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒူမာတွေအများကြီးရှိတယ်ကျွန်တော်သိတယ်ဟိုသူများသားသမီးကျွန်တော်မိုးချိုးမြေချိုးပြောတာမဟုတ်ကျွန်တော်ဒူမာတွေ
ကျွန်တော်နှမအရင်စင်ကာပူမှာရှိတယ်အဲ့ဒီကနေပေါက်ဖွာလာတဲ့တူတွေတူမတွေအကုန်လုံးကအခုစင်ကာပူမှာအကုန်ဘီယာရနေအဲ့ဒီကိုသွားလေတဲ့ဗမာပြည်ကလူအားလုံးကတညီတညွတ်တဲ့ပြောတယ်ဗမာစိတ်မရှိတော့ဘူးသူတစ်ပါးကိုကူညီဖို့ထက်ကိုယ်ကိစ္စကိုလုပ်ဖို့များနေကြတယ်ကိုယ့်အတွက်ကိုငါဘယ်လိုကြီးပွားအောင်လုပ်လဲအဲ့ဒီလိုစင်ကာပူမှာရှိတဲ့ကလေးတွေကအခုသူတို့လှုပ်သွားတဲ့လူတွေပြန်ကြည့်လိုက်တော့ဒီကြိုက်မြေရောတက်ဝိုက်နဲ့မွန်ပြည်နယ်တက်ဝိုက်နဲ့ဗမာပြည်ထဲမှာရှိတဲ့အလုပ်တွေကိုသူတို့မှတကူးတကလာလုပ်ဒီပုံကိုယ်တွေကခုနကတော့ကိုကျော်သူတို့တော်ရင်တော်ပါလိမ့်မယ်သူတို့ကျွန်တော်တို့သွားပြီးတော့အကူအညီတောင်းလိုက်လို့ရှိရင်လေနိုင်ကူညီမှုကားတွေတခြားမီးတကြိုဆက်တွေပါတယ်အများကြီးရောက်လာနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်မေးကြည့်တော့ဒီထဲမှာရှိတဲ့နိုင်ကားတွေကဘယ်နိုင်ကူညီမှုတင်ရမှလာလှူထားတာမဟုတ်ဘူးကြိုက်မျိုးမြို့သူမြို့သားတွေပဲလှူထားတာဟောမီးသက်ကားရှိသူနာတင်ကားရှိဒီသူတို့တွေဆိုရင်ကြိုက်မျိုးတဝိုက်တင်မဟုတ်ဘူးရန်ကုန်မှာရေမလောက်တာတော့မှရန်ကုန်သွားလှူတယ်အဲ့တော့ကျွန်တော်တို့ကတခါကြတော့ကလေးတွေကိုချီးမြှောက်တဲ့အခါမှာဆရာကြီးမှားသွားရင်ကျွန်တော်ခွင့်လို့ပါပြင်ပေးပါကလေးတွေကိုချီးမြှောက်တဲ့အခါမှာခုနကတော့နိုင်ငံအနှံ့ထင်ရှားတဲ့ပုံကိုယ်တွေကိုချီးမြှောက်ပြီးချီးမြှောက်တာလဲတနည်းကောင်းတယ်ဒါလည်းမကောင်းမှုမပြောဘူးသို့တော့တကယ်လုံနေတဲ့ကိုယ်ကလေးတွေကိုချိန်မိုးမို့လဲမမေ့ပါနဲ့အထူးသဖြင့်ဒီကြိုက်မရောကမိပါတယ်ကိုသားသမီးတွေဒီလောက်တော်နေတာကိုမိမိပြောက်လုံမပြစ်ပါနဲ့ကျွန်တော်သာဆိုရင်အဲ့ဒီကြိုက်မျိုးလူစီကားတဲ့နေရာမှာအဲ့ဒီကလေးတွေအကုန်လုံးကိုကြီးရုပ်ကြောက်ရုပ်တွေထုပြီးတော့ကျွန်တော်ဂုံပြုတယ်တကယ်ကိုအဲ့လိုပြုတ်အပ်တဲ့ပုံကိုယ်တွေပါကျွန်တော်ပြောပြပါမယ်ကျွန်တော်စိုင်းစရာတယောက်အနေနဲ့စာရီဖတ်တဲ့အခါမှာကျွန်တော်ရှင်ထဲမှာဆွဲနေတဲ့စာလေးတွေရှိတတ်ပါတယ်အဲ့ဒီဟာကိုဒီအကြောင်းပြောတော့ကျွန်တော်မှအဲ့ဒါသွားတရိရတယ်အမှန်တရားဒီအကြောင်းကိုဒီမှာမပြောတော့ဘူးလို့ကျွန်တော်စဉ်းစားတာဒါပေမဲ့အဲ့ဒီအကြောင်းကိုစက်မိလိုက်တဲ့အခါကျတော့ကျွန်တော်ကလေးတွေကိုတိတ်ချီးကျူးမိတဲ့အခါကျတော့ကျွန်တော်ရှင်ထဲမှာဟိုးငငယ်တုန်းကကလေးဘဝကျွန်တော်အလွတ်ရနေခဲ့တဲ့ကြပြားလေးတစ်ပုဒ်ကိုသွားဆွဲမိတယ်အဲ့ကြပြားလေးကတခြားလူရေးတဲ့ကြပြားမဟုတ်ပါဘူးခုနတော့ဆောက်ချစ်နယ်ကဆရာဇော်ကြီးကြပြားဖတ်ပြသွားတယ်တင်သေးသွားတော့အဲ့ဒီဆရာဇော်ကြီးနဲ့ညီကိုလေးလိုလဲဟုတ်တယ်တငယ်ချင်းလိုလဲဟုတ်တယ်ကြပြားလောကမှာလဲဆရာကြီးနှစ်ပါးအဖြစ်နဲ့အောင်မြင်ထင်ရှားခဲ့တယ်ဆရာမင်းသူဝင်ရဲ့ကြပြားလေးပါခုနကိစ္စနဲ့ဘလူဆက်နေတယ်လေဆိုတာကြပြားလေးကိုပြည်သက်များတစ်ချက်လောက်တန်းကြီးခံပြီးနားထောင်ကြည့်ပေးပါကြပြားလေးရဲ့နာမည်ကဖိုးမောင်လာပြီဖြစ်ပါတယ်ဖိုးမောင်လာပြီဟာကျွန်တော်ခေါင်းထဲမှာတရင်တို့ထပြီးတော့ပုတ်မိတယ်ကျွန်တော်မဘာစာရွက်စာတမ်းမှာကင်စရာမလိုဘူးဘဲချင်းကောက်ပြီးတော့ဟဲ့အောင်ဖိုးမောင်လာပြီရွတ်ဆိုကျွန်တော်တလုံးမကြံတလုံးမမိကျွန်တော်ရွတ်တတ်ပါဘာလို့ဆိုကျွန်တော်တိတ်ကြိုက်လုံးတော့ဘယ်ချိန်လုံးနဲ့ကြိုက်လဲဆိုရင်ကျွန်တော်ဒီကြပြားကိုစတွေ့ဘူးတာကျွန်တော်ကိုရန်ကျောင်းသားမှာ1980ခုနှစ်ကိုရန်ကျောင်းသားမှာကျွန်တော်ဒီကြပြားလေးကိုစတွေ့ပါအထက်တန်းကြပြားလေရွေးစင်ထဲမှာကျောင်းသုံးအနေနဲ့ပြဋ္ဌာန်းတာအဲ့ဒီတည်းကကျွန်တော်အဲ့ဒီကြပြားလေးကိုဖတ်ပြီးတော့မကြက်ဖက်နဲ့ရနေသိအောင်ဘုကောင်းတယ်စာရီတော်တော်များများဟာကြက်မှရပြီးတော့တိတ်မကြောက်ပြန်မေ့သွားဒီကြပြားကမကြက်ဖက်နဲ့ရတယ်ရပြီးကြတဲ့ကခဏအထိလုံးဝမမေ့တော့ဖုံးမောင်လာပြီဆိုတဲ့ကြပြားပါကြပြားလေးရဲ့အစဘာလဲဆိုတော့မှိုင်းညိုညင်ရိပ်လူကြီးတိတ်၌ရေစိတ်အနာရွာတကားမှကုတ်ကြားကျဲလောင်စီးကျူဟောင်းတော်ဖိုးမောင်လာပြီဆိုကြသည်ဒါပထမပိုက်ပါမှိုင်းညိုညင်ရိပ်ဒီ၃ချက်စလုံးဟာမှိုင်းတာရောညိုတာရောညင်ရိပ်ဆိုတာရောအားလုံးဟာအမောင်တုကိုပြောတာပါမှိုင်းညိုညင်ရိပ်လို့သုံးလုံးထပ်လိုက်တဲ့အတွက်ကြောင့်မလို့မှောင်းနေတယ်တော်တော်မှောင်းနေတယ်တော်တော်ကိုမှောင်းနေတယ်ဆိုတဲ့အဓိပ္ပာယ်
သုံးလုံးထပ်ထားတာပေါင်တာလည်းမပြောနဲ့မှိုင်းညူညင်ရီလူကြီးတိတ်နိုင်ချိန်ကလေးလူကြီးတိတ်သွားရေစိတ်အနာရွာတကားမှာဟောရေစိတ်နားမှာရွာတကားလေးရှိတယ်အဲ့ဒီအတိတ်ပဲကရေစိတ်နားမှာသွားပြီးတော့တကားနှစ်ချက်ထောင်ထားတာမဟုတ်ပါဘူးရွာကိုခြံစည်းရိုးနဲ့ကြနာနာကာကွယ်ထားပါတယ်အဲ့ဒီရေစိတ်နားမှာကြတော့ဝင်ဖို့ထွက်ဖို့အတွက်တကပေါက်လေးလှုပ်ထားပါရွာတကားလှုပ်တာရေစိတ်အနာရွာတကားမှာကုတ်ကြားကျေလောင်စီးကျူဟောင်းတော်ဖိုးမောင်လာပြီးဆိုကြသည်အဲ့ဒီရွာတကားဘက်မှာဆရာမင်းသူကအဲ့ဒီကဗျာလေးကိုဘယ်အချိန်ကိုအခြေခံတယ်လဲဆိုတော့လွတ်လပ်ပြီးစပြည်တွင်းစစ်များတောင်းကျမ်းစေကာလကိုအခြေခံပါတယ်အဲ့ဒီအချိန်မှာပြည်လွတ်လပ်ပြီးစမြန်မာနိုင်ငံဟာစိတ်ပြည့်စရာကောင်းလောက်ညီညွတ်ရေးပြိုကွဲသွားပါတယ်တမတော်ကလည်းကွဲပြီးတော့ဟိုကျိုးအောင်ဆန်းထူထောင်ခဲ့တဲ့တမတော်ဖြစ်နေတချမ်းကြံခဲ့တယ်ဘိုလ်ချုပ်အောင်ဆန်းအတွင်းရေးမှုဖြစ်နေထူထောင်ခဲ့တဲ့ကွန်မြူနစ်ပါတီမှာတချမ်းပါသွားအဲ့ဒီတက်ချင်းပြန်တိုက်တယ်မြို့ပေါ်မှာဖဆပါလာနှစ်ချမ်းနေ၄ချမ်းနေ၈ချမ်းတချမ်းနဲ့၃စိတ်အကွဲကွဲပြဲပြဲဖြစ်နေဘိုလ်ချုပ်အောင်ဆန်းထူထောင်ပေးခဲ့တဲ့ပြည်သူရဲဘော်ကလည်းရဲဘော်ပြူရဲဘော်ဝါဆိုပြီးတော့ကွဲကြတိုင်းရင်းသားချင်းမှလည်းစီလုံးရေးတွေပြက်ပြားပြီးတော့တိုင်းရင်းသားလက်နက်ကင်တောင်းကျမ်းသူတွေပေါ်လာအဲ့ဓာတွေဟာနေရာအနှံ့မှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်အဲ့ဒီအချိန်မှာအစိုးရဟာရန်ကုန်အစိုးရဆိုပြီးတော့ရန်ကုန်ကွက်ကလေးတောင်မှာကမာရွတ်လောက်ထိမရောက်ဘူးကမာရွတ်အထိဟာတပုံတွေရှိနေအဲ့ဒီရန်ကုန်ကွက်ကလေးပဲကဘာမှာမျက်နှာငယ်ငယ်နဲ့ရန်ကုန်အစိုးရဖြစ်နေတဲ့အချိန်မျိုးပေါ့တောမီလောင်တောကြောင်လက်ခမောင်းခတ်ဆိုသလိုအဲ့ဒီတပုံတကန်တွေတောင်းကျမ်းနေစစ်တွင်းကကြံခဲ့တဲ့လက်နက်တွေကပေါ်တဲ့အချိန်မှာရွာတွေကလည်းလုံခြုံစိတ်ချမနေရအောင်အဲ့ဒီရွာတွေမှာလည်းအဲ့ဒီလက်နက်တွေကင်ပြီးတော့တောမီလောင်တောကြောင်လက်ခမောင်းခတ်တခိုးဓမြတွေတောင်းကျမ်းနေအဲ့ဒီလိုတခိုးဓမြတွေတောင်းကျမ်းတဲ့အချိန်မှာတခိုးဓမြဒဏ်ကိုအလူးလိမ်ခံနေရတဲ့မြို့ဝကျွန်းပေါ်ဘက်ကရွာလေးတရွာရဲ့အထုပ်ပတ်တီလေးကိုအခြေခံပြီးဆရာဒီကဗျာရေးတာဖြစ်ပါအဲ့ဒီခုနတော့မိုင်းညိုညင်းကြီးလူကြီးတိတ်နဲ့ရေစိတ်အနာရွာတကားမှာရွာတကားရှိတယ်ခြံစည်းရိုးတွေကာထားရတယ်ပြီးရင်ဒီလောက်နဲ့မလောက်သေးဘူးအဆောက်နေထားအဆောက်အောင်မှာလူဆောင်နေမှုခွေးဆောင်ဖြစ်တဲ့ကုတ်ကြားဆိုတဲ့ခွေးလေးပါမွေးထားတယ်အဲ့ဒီညနေလူကြီးတိတ်သွားပြီးမှောင်သွားပြီးရွာထဲမှာအသွားလာမရှိတော့ဘူးအဲ့ဒီအချိန်ရောက်ပြီဆိုရင်တဲ့အဲ့ဒီရွာဆောင်ခွေးလေးကုတ်ကြားရွာကိုတယောက်ပြန်လာနေတဲ့ပုံစံမျိုးစီးကြိုပြီးတော့ဟောင်းလိုက်တယ်အဲ့ဒီလိုဟောင်းလိုက်ပြီဆိုရင်တရွာလုံးမှာလေတိုင်ပင်ထားသလိုပဲတညီတညွတ်တဲ့နဲ့စကားတစ်ခုနှုတ်ကနေရွတ်လိုက်ကြတယ်ရင်ထဲကနေပြောလိုက်ကြတယ်ဘာလဲဆိုတော့ဖိုးမောင်လာပြီရေစိတ်အနာရွာတကားမှာကုတ်ကြားကျေလောင်စီးကျူဟောင်းတော်ဖိုးမောင်လာပြီဆိုကြသည်အဲ့ဒီကုတ်ကြားလေးဟောင်းနေဒုတိယပိုက်ကဟောင်းတန်ရက်၍ထက်ချက်ပေါ်လာအတန်မာကားညခါ9000မောင်ဖိုးမောင်သည်ရွာတောင်ချောင်းကပြန်ခဲ့ပြီအဲ့ဒီကုတ်ကြားလေးရဲ့ဟောင်းတန်ရက်သွားတဲ့အချိန်မှာထက်ချက်ပေါ်လာတဲ့အတန်ကဘာလဲဆိုရင်ရွာရဲ့အပြင်ဘက်ကနေပြီးတော့ညဘက်မှာ9000ငါဖမ်းလုပ်တဲ့တန်ငါတယ်လေးကျွန်တော်မောင်ဖိုးမောင်ရွာတောင်ချောင်းကနေပြန်ခဲ့ပါပြီခင်ဗျာတန်ပြုတ်လိုက်အဲ့တော့ရွာတွေကဖိုးမောင်ဆိုတာဘာလဲရွာတွေကတန်ငါတယ်လေးညဘက်ငါရှာတယ်နောက်တစ်နေ့ကျတော့ဒီငါးကိုရွာထဲမှာလှည့်ရောင်းနေဟောင်းတန်ရက်၍ထက်ချက်ပေါ်လာအတန်မာကညခါ9000မောင်ဖိုးမောင်ဒီရွာတောင်ချောင်းကပြန်ခဲ့ပြီ
အဲ့ဒီလိုဖိုးမောင်អော်လိုက်တဲ့အတန်ကိုကြားတဲ့ခါကျတော့ဘာဖြစ်တယ်လဲဆိုတော့တတိယပိုင်းမှာဖိုးမောင်တန်ကြားကင်းသမားကတကားကြီးအောက်မလွယ်ပေါက်ကိုတယောက်ဝင်သာဖွင့်လိုက်ပါတော့ရှင်းပါတယ်နားလေလွယ်ပါတယ်တခုပဲပြောကြရှိတာရွာတကားကြီးရှိတယ်ဆိုတဲ့နေရာမှာရွာတကားကြီးကအကြီးဆိုပေမဲ့ဒီတကားကြီးကိုအဖွင့်ပိတ်လုပ်ခဲပါတယ်ခုနလိုအချိန်မတော်အချိန်တော်ပြန်လာတဲ့ဖိုးမောင်လိုလူမျိုးတကားကြီးဖွင့်ပေးဖို့မစင်စားပါဘူးအဲ့တကားကြီးရဲ့တောင်လေးမှာမလွယ်ပေါက်ကလေးတစ်ခုရှိတကားသေးသေးလေးတစ်ခုရှိအဲ့ဒီတကားသေးသေးလေးမလွယ်ပေါက်ကိုတော့မဝုန်းဆိုဖွင့်ပေးပြီလာရေးဖိုးမောင်ရေးမင်းငါးလေးပါလေးလည်းပေးပါအောင်ကွာဆိုတဲ့အချိုးမျိုးမလှုပ်ကင်းသမားတိတ်တတိထားတယ်အဲ့ဒီတကားလေးကိုတယောက်ဝင်သာယုံလေးပဲဖွင့်ပေးလိုက်အဲ့ဒီခါမှာဖိုးမောင်ဝင်လာတယောက်ဝင်သာဖွင့်လိုက်ပါတော့ရာတွင်အုပ်ဆောင်ဝဲတက်ချောင်းနဲ့ခါဆောင်ကူကိုင်းငါးပလိုင်းကိုလွယ်တိုင်းပြီလင်ရွာကိုဝင်သည်လူပင်လီလားတစီလားဝင်လာတဲ့ပုံစံကြီးကလည်းညာဘက်မှာငါးဖတ်နဲ့ငါးအုပ်ဆောင်ကြီးကိုင်းလာဘယ်ဘက်မှာလှေလော်တဲ့တက်ချောင်းကြီးကိုင်းလာပြီးတော့ဖမ်းလို့ရတဲ့ငါးတွေကိုပလိုင်းနဲ့ဆလွယ်တိုင်းထားတယ်ပြီးတော့မှအဲ့ဒီတယောက်စာဖွင့်ထားတဲ့တကားလေးကနေခါကြီးဆောင်ကိုကြီးကိုင်းပြီးဝင်လာတာမောင်မောင်မဲမဲကြီးတဲ့မှာလူနဲ့တော့မတူလူလားတစီလားတရေလားတော့မဝေခွဲနိုင်အောင်ဖြစ်ရပါတယ်ဒီအချိန်ဟာဟုတ်ပါတယ်လူတွေကျက်စားတတ်တဲ့အချိန်မဟုတ်ပါဘူးကျက်စားခြင်းကျက်စားရင်လည်းစီတရေတို့လိုနာနာဘာဝဝိနာဘာဝတွေကျက်စားတဲ့အချိန်ဒါပေမဲ့ဖိုးမောင်ကဒါတွေကြည့်မဆိုင်နိုင်ပါဘူးနောက်တစ်ပိုက်မှာဘယ်လိုရေးထားလဲဆိုတော့တစေမကြောက်မွေမကြောက်ပဲတယောက်ဒီပင်ညင့်မောင်တွင်၌သူပင်ငါးရှာမကျွေးပါကထိုရွာသူသားလူအများတို့ငါးစုငါးစိမ်းငတ်ပေဟံသူကအဲ့ဒီလိုမှလည်းသိစေတရေမကြောက်ဖဲနဲ့ရှာမကျွေးရင်လေဒီရွာသူသားလူများငါးစုငါးစိမ်းဘယ်လိုစားလို့ရမလဲငတ်ကုန်မှာပေါ့ဒါကဖိုးမောင်နဲ့ရွာလေးမှာဖြစ်နေတဲ့ဇေယိုက်နဲ့ဒလိနဲ့အလေးအထားလေးကိုပြောတာပါအဲ့လိုဟာတရက်လဲမဟုတ်နှစ်ရက်လဲမဟုတ်တစ်နှစ်လဲမဟုတ်နှစ်နှစ်လဲမဟုတ်ညဆိုပြန်လာတယ်ခုတ်ကြားလေးကဟောင်းနေခုတ်ကြားဟောင်းရွာတဲ့လူတွေကဖိုးမောင်လာပြီလို့ပြောတယ်အဲ့ဒီကမှဖိုးမောင်ပြန်နေပြီးတော့သူဝင်ပြစီလို့ပြောတယ်တကားဖွင့်ပြီးတယ်အဲ့ဒီလိုပဲခိုင်းတိုင်းနဲ့ဝင်ချလာတယ်အဲ့ဒီလိုနဲ့နှစ်ပေါင်းများစွာကြာလာခဲ့တယ်ဘာမှမထူးခြားပြင်မယ်ရက်တရက်ကြတော့ထူးခြားတယ်ခါတိုင်းလိုမဟုတ်တော့ညတညတီကြပြာစိတ်ရေးပါညတညတီချမ်းမြစိတ်အေးလာချမ်းကွေး၍ရွာဘေးကြည်မြက်ကြည်ပြက်မှောင်နဲ့မှဇီးကွက်ကတောက်တဲ့ကြော်စဉ်ရွာပေါ်လွှမ်းအောင်ဂုတ်ကြားဟောင်းဒီဖိုးမောင်လာခြင်းပါတကားအချင်းကတော့ဖိုးမောင်လာခြင်းညတော့ဘလူညမျိုးလေအင်မတန်မှချမ်းလှတဲ့ညချမ်းမြစိတ်အေးဒီလေးခုစလုံးကအေးဓာတ်တွေပူတာကိုပြောတာခုနကတော့အမောင်တက်သုံးလုံးထက်တာတိတ်မောင်တယ်လို့ပြောတယ်လို့ပဲအေးဓာတ်ပါတဲ့စကလုံးလေးလုံးစင့်ထားတဲ့အတွက်အဲ့ဒီညရမ်းချမ်းတယ်ဘလောက်ချမ်းတယ်လဲဆိုရင်ရွာတွေကလူတွေတင်မဟုတ်ဘူးဟိုးကောင်းငင်ပေါ်ကလက်မင်းကြီးတော်မှာချမ်းလုံးအားကြည့်လို့ကိုယ်ကိုယ်လေးဖြစ်နေရှာတယ်ကောင်းလိုက်တဲ့ခဗျာကောင်းလိုက်တဲ့နမိတ်ပေါ့ချမ်းမြစိတ်အေးလာချမ်းကို၍အဲ့ဒီချိန်မှာပဲရွာဘေးမှာစပကြီးပြက်တွေရှိခေကောင်းတော့အဲ့ဒီရွာဒီစဘာတိတ်ထွက်တဲ့မြို့အကျုံးမော်ရွာအဲ့ဒီအတွက်ရွာထွက်တဲ့စဘာတွေကိုရွာမှာတင်စားလို့မကုံနိုင်တဲ့အတွက်ကြောင့်မလို့မြို့တင်ရောက်ရတယ်မြို့ကနေတစ်ဆင့်နိုင်ငံခြားကိုပို့တယ်အဲ့ဒီအချိန်မတိုင်ခင်လေးမှာဗမာပြည်ရှေ့အာရှမှာစဘာအယောင်းအဆုံးနိုင်ငံဖြစ်ခဲ့ပါအဲ့ဒီအတွက်စဘာတွေကိုလည်းအခုလိုရတဲ့ဈေးနဲ့ရောင်းမပြည့်အောင်ကြည်တွေနဲ့ထည့်ထားတယ်ရွာဘေးမှာဈေးကောင်းရမှရောင်းတယ်စဘာပွဲစားဆံပွဲစားလာပြီးတော့အချင်းမဖမ်းနဲ့မရအောင်
ငါတို့ဒီဈေးရမှာရောင်းမယ်ဆိုအဲ့တိုင်းထားနိုင်ဒါပေမဲ့ခေတ်ကြီးကပြက်သွားတဲ့ခါကျတော့စပကင်းတွေလည်းပြက်သွားတယ်လေအလုပ်လည်းပြက်သွားတယ်အဲ့တော့နိုင်ငံခြားကိုထုတ်ရောင်းမှုနေနေတာသာရွာလီးမှာတော့မနေစားနိုင်အောင်ပင်ပင်ပန်းပန်းလှုပ်ဆန်စပါးစုနေရတဲ့အချိန်ရွာဘေးကြည်ကြီးတွေမှာစပါးမထည့်နိုင်တော့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့အဲ့ဒီကြည်တွေအကုန်လုံးပြက်သွားပြီးတော့ကြည်ပြက်ကြီးတွေဖြစ်နေခုလိုညမောင်မောင်မှာဘလူးမကြီးငုတ်တုတ်ထိုင်းနေတယ်လို့တဆေမကြီးတင်မလင်ခွေထိုင်းနေတယ်လို့ကြည်ပြက်ကြီးတာကြည်ရတာကြောက်စရာကြီးစောင်းနေရလဲအေးဆက်နေတာကြည်ပြက်ကြီးကလည်းကြောက်စရာတဲ့ဂျားထဲမှာအဲ့ဒီကြည်ပြက်ထဲကနေပြီးတော့ဘာတန်တွေထွက်လာလဲဆိုတော့ဇီးကွဲဆိုပြီးတော့ညံ့ငယ်အတန်တွေကထွက်လာတောက်တဲ့ဆိုပြီးတော့တောက်တဲ့တန်တွေကထွက်လာအဲ့ဒါလောက်ကြောက်စရာကောင်းနေတဲ့အချိန်မှာဇီးကွက်ကဟောတောက်တဲ့ကြော်စင်ရွာပေါ်လွှမ်းအောင်ဂုတ်ကြားဟောင်းသည်ဖိုးမောင်လာချိန်ပါတကားခတိုင်းလူသူနဲ့ရင်းနှီးနေတဲ့လူတယောက်ပြန်လာတာကိုကြိုဆိုတဲ့အနေနဲ့ဟောင်းတာမျိုးမဟုတ်တော့ပဲဂုတ်ကြားလေးပါအလန့်တကြားနဲ့ဝိုးနဲ့တရွာလုံးကိုလွှမ်းတော့ထားဟောင်းနေအဲ့ဒီအချိန်မှာသတိထားမိလိုက်တဲ့လူအားလုံးကဒီအချိန်ဟာဖိုးမောင်လာချိန်လို့သိလိုက်တယ်ဒါပေမဲ့တဲ့ခတိုင်းလူကြားနေကြဖိုးမောင်ရဲ့အတန်မကြောက်ဖိုးမောင်စကားတွေမကြောက်ကြားနေကြစကားတွေမကြောက်ဘူးကြပြားဘယ်လိုရေးထားလဲဆိုတော့တို့ပါတော်ညာခါရပါသူတကားဝင်လို့သူမဆိုပဲတကားဝင်ပြရစီလို့ဖိုးမောင်မပြောဘူးဘာပြောတယ်လဲတကားဝင်လို့သူမဆိုပဲမောင်းကိုထုပါလူစုပါ၏ရွာကိုဘေးကကာကွယ်ကြလို့ဓမြငါအားဖမ်း၍ထားဟုစကားမဆုံးဟစ်အော်တုံးတကားမဖွင့်နဲ့မောင်းထု၏လူစု၏ငါတို့ရွာအန်ဒီရဲ့ကြတော့မယ်ငါတို့ရွာမှာကြမယ်အန်ဒီရဲ့ကိုကာကွယ်ကြအဲ့လိုအော်လိုက်တဲ့အတန်ဟာဆုံးအောင်မော်လဲရဘူးစကားမဆုံးဟစ်အော်တုံးဒိုင်းဒိန်ဒုံးတန်ရွာလုံးညံနေချောင်းရံပဲ့တင်ထက်တည်းတနတ်တန်တနတ်တန်အတန်မျိုးစုံတဲ့အတန်မျိုးစုံနဲ့တနတ်တန်တရွာလုံးမှာဟိန်းတော့မြည်ထွက်လာဘာဖြစ်တာလဲတကယ်ကအဲ့ဒီညပြန်လာချိန်မှာဖိုးမောင်တယောက်တည်းပြန်လာတာမဟုတ်ဖိုးမောင်ကိုရှေ့ရထားပြီးတော့နောက်ကဓမြအဖွဲ့ကြီးကတနတ်ကိုစီအားလုံးနဲ့ဖိုးမောင်ကိုချိန်ထားပြီးတော့မင်းသွားခရိုင်းလူပဲပြောတကားပွင့်ခိုင်းတကားပွင့်ပေးတာနဲ့ဖိုးမောင်နောက်ကနေပြီးတော့ဓမြတွေကဝင်လာမယ်တရွာလုံးကိုဖမ်းမယ်စီးမယ်ပြစ်မယ်ခတ်မယ်တတ်မယ်မဒိန်ကျင့်မယ်ပြန်ဘေးဆွဲမယ်လူတက်မီးရှို့တရွာလုံးရဲ့အကျိုးစီးပွားအားလုံးကိုဖျက်ဆီးသွားဖို့အစီအစဉ်အဲ့ဒါကိုသိတယ်ဖိုးမောင်ကသူ့ရွာအနာမခံဘူးသူပဲအသေးခံမယ်ဆိုပြီးတော့မောင်းထူလူစုပေါ်လိုက်တယ်အဲ့ဒီခါမှာရွာနာရောက်နေပြီရွာတကားရောက်နေပြီထမင်းလို့စားဖို့ပါဇက်နာရောက်မှပြုတ်ကြတဲ့လူလို့ဒေါသအရန်ဖြစ်တဲ့ဓမြတွေကပါလာတဲ့တနတ်ကူစီနဲ့ဖိုးမောင်ကိုတဲကိုပြစ်ထည့်လိုက်ကြတယ်ကြီးအားလုံးကလည်းဖိုးမောင်ကိုတဲဝင်ပါတယ်အဲ့ဒီနေရာမှာပဲဖိုးမောင်ပွဲချင်းပြီးကွယ်လွန်နေစာရောက်ပါတယ်ဖိုးမောင်ရဲ့ဘဝဏီကုန်းကလေအဲ့ဒီမှာပဲဆုံးပါတယ်သို့တော်လည်းကြပြားမဆုံးသေးပါဘူးဒိုင်းဒိန်ဒုံးတန်ရွာလုံးညံဒီချောင်းရံပဲ့တင်ထက်တည်းနောက်တစ်ပိုင်းဖိုးမောင်ဏီကုန်းဤတွင်ဆုံးလေရွာလုံးစိတ်တွင်ဖိုးမောင်ဝင်၍ပဲ့တင်ထက်ကဟီးလျက်ပါသည်ဖိုးမောင်ဘဝဏီကုန်းချုပ်ပေမဲ့တရွာလုံးရဲ့စိတ်ထဲမှာတော့ဖိုးမောင်ပျောက်မသွားပါဘူးဖိုးမောင်ဆိုတဲ့တန်ပဲ့တင်ထက်ပြီးတော့မြည်ဟီးနေတော့မှာပဲဘယ်လိုမြည်ဟီးနေတယ်လဲဘယ်လိုပဲ့တင်ထက်တယ်လဲဘဲခါမဆူ
စီးလင့်ကြိုတို့မှိုင်းညူညင်ရိပ်လူကြီးတိတ်၌ရေစိတ်အနာရွာတကားမှာကုတ်ကြားကျေလောင်ရမ်းရော်ဟောင်းတော်ဖိုးမောင်လာပြီစုစဲပြီအဲ့ဒီလိုပဲလူကြီးတိတ်လို့မှောင်ပြီလူရှင်းပြီဖိုးမောင်ပြန်လာခြင်းလောက်ရောက်ပြီဆိုရင်ကုတ်ကြားလေးကဖိုးမောင်ရှိတုံးကလိုပဲဟောင်းတယ်သို့တော့ရှိတုံးကတော့ကြိုပြီးတော့ဟောင်းတာအခုကတော့အဲ့လိုမဟုတ်ဘူးဖိုးမောင်မရှိတော့သူလည်းသိပါဖိုးမောင်ကိုလွန်းလွန်းဆွတ်ဆွတ်ကလေးနဲ့တန်တန်တတာလေးអော်လိုက်ဟောင်းလိုက်တယ်အဲ့ဒီဟောင်းတန်ကြားပြီဆိုရင်တရွာလုံးရဲ့ပါဇက်ဖြားရင်ထဲမှာလေခုတက်ထိအဲ့ဒီဖိုးမောင်တည်ခဲ့တဲ့နေရာနေစပြီးတော့ပျောက်ပြက်မသွားပဲနှစ်ပေါင်းများစွာကြာတဲ့ခုတက်ထိဖိုးမောင်လာပြီလို့ဆိုနေကြတုံးပါပဲအဲ့ဒါဖိုးမောင်လာပြီကြဗျာဖြစ်ပါတယ်ဖိုးမောင်လာပြီကြဗျာကိုရင်နဲ့ခံစားနိုင်ခဲ့ကြရင်ကျွန်တော်သိရအောင်လက်ခုပ်လေးများတစ်ချက်လောက်တီးပါလားဗျာအဲ့ဒါတော့ဖိုးမောင်လာတာမဟုတ်ဘူးတင်တယ်နော်ညာတိုင်းလာတာဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့ဖိုးမောင်လိုပုံကိုမျိုးဖြစ်ဖို့ဟာတောင်တန်ကိုဖြူစင်မှုနဲ့မရပါဘူးတောင်တန်ကိုဆွန့်လွတ်နိုင်မှုလည်းမရဘူးအဲကြောင့်မလို့ဖိုးမောင်နဲ့ကိုစားဝင်ရမှာကျွန်တော်ရှက်ပါတယ်အဲကြောင့်မလို့ကိုကြားဟောင်းပေမဲ့လာတာနော်ညာတိုင်းဖြစ်နေပါအဲ့တော့အဲ့ဒီကြပြာလေးကကျွန်တော်စားဖတ်တာပဲဒီကိုးတန်းဆိုတာ